လို့တကယ်တက်လား တကယ်တက်တာဗော ငါရှိရမြန်မာလိုပြောရင် ငါ transition ဘာသာပြန်ပေးမယ်ကျွန်တော်မှချစ်သူတယောက်ရှိ I have a lover အတိတ်ပဲဟာ I ဆိုတာကျွန်တော် has ဆိုတာရှိတယ် lover ဆိုတာချစ်သူ I have a lover ကျွန်တော်မှချစ်သူတယောက်ရှိပါတယ် မိုက်တယ်သူကလည်းသူကြတော့မစိုးဘူးကသူမရဲ့နာမည်ညုံမြင့်လို့ခေါ်ပါတယ် Her name is brown high တော့ဘာကြီးတော့ဟာ brown ဆိုတာအညို high ဆိုတာအမြင့် brown high ညိုမြင့်ဟုတ်တယ်ဗျ သူမဟာကလစင်လေးလို့ချောပါတယ် She is the India elephant အတိတ်ပဲဟာ India ဆိုတာကလာ elephant ဆိုတာစင် India elephant ကလစင် ဟာသူမဟာပြင်းမနာမှနေပါတယ် တေးတော့ပါလိုက် မပေါက်နဲ့ရှောက်အောင်ပြောသူမဟာပြင်းမနာမှနေပါတယ် ဟဲ့ရပြီ She lives the lazy non stop အတိတ်ပဲဟာ lazy ဆိုတာပြင်းတဲ့ non stop ဆိုတာမနာဘူး lazy non stop ပြင်းမနာ ဟာအဲ့ဒါမှန်းသိငါနေပြည်တော်ဘက်ကမေးပါ တက်ကုန်းဘက်ကနေပတ်ထွက်တာပေါ့ သူမရဲ့အဖေနဲ့အမေကကျွန်တော်နဲ့လုံးဝသဘောမတူပါ Her father and mother is very စောင့်မြင်ကက် စောင့်မြစ်ကက်ကဘယ်ရပါလဲ ဒီလောက်အမြင်ကက်မှာတော့ဘယ်သူကသဘောတူမှာ သွား ဟုတ်